ကဲအားလုံးပဲမင်္ဂလာပါ Brain Rot Evolution ကနေကြိုဆိုပါရစေကျွန်တော်လက်ရှိရောက်နေတဲ့နေရာကတော့ Trala Lero Ocean ပဲဖြစ်ပါတယ်ဒီမှာကျွန်တော်အကောင့်တွေတော်တော်များများရပြီးသွားပြီဗျနောက်ထပ်ရဖို့ Ocalero Ocala တစ်ကောင်ပဲကြံတော့တယ်ဒါပေမဲ့အခုကတော့ဒီမှာ Rebirth လုပ်လို့ရတဲ့နေရာကိုရောက်နေပြီဆိုတော့ကျွန်တော်တို့ Rebirth လုပ်မှာဖြစ်ပါတယ် Rebirth လုပ်မယ်ဆိုရင်ဒီ 6x EXP တက်လာပဲနောက်ပြီးတော့ဒီ Shrine ကလည်း100ရာခိုင်နှုန်း permanently တက်လာမှာဖြစ်ပါတယ်နောက်ပြီးတော့ player တွေနဲ့လည်း trade လို့ရမှာပါအဲ့တော့ကျွန်တော်တို့ Rebirth လုပ်ပါမယ်ကဲ Rebirth လုပ်ပြီဆိုတာနဲ့ကျွန်တော်တို့အစအနေပြန်စရမယ်ပေါ့နော်ကဲ Rebirth ကတော့လုတ်ပြီးတော့ပါပြီဒီမှာစောနာကျွန်တော်ပြောတဲ့ဟာရလာပြီဗျဒါနဲ့ကျွန်တော်မှာဟိုဖောက်เสียပုံးနေကြံသေးတယ်ဒီပုံးကတော့တော်တော်လေးကိုတန်ဖိုးကြီးရဗျကဲဖောက်လိုက်ရအောင်နှစ်ပုံးလုံးဖောက်လိုက်မယ်နော်secret brain တော့ရလို့တော့လုံးဝ share ပဲဟောဘာလို့တော့မသိဘူးရလိုက်တယ်ဟဲ့အောင်ကြီးဓာနဲ့တူတယ်ဓာလားဗာလဲ EXP တက်တဲ့ဥစ္စာလားပဲနေတော့နှစ်ပုံးကြံသေးတယ်ဒီနှစ်ပုံးလည်းဖောက်လိုက်မယ်ဒီတူစာဟူ secret brain တော့ရလိုက်တော့ရေပုံးကြီးပဲကြားရအောင်နေရေကဲခုဆိုရင်တော့ကျွန်တော်ဟိုကောင်လေးတစ်ချက်တည်းနဲ့လိုက်ရိုက်လို့ရပြီလို့ထင်တာပဲမရောက်ဘူးဟာdin dun ma din dun ကဲdin dun ma din dun ကိုကျွန်တော်တို့ချက်ချင်းရသွားပါတယ်ဒါတွေအကုန်လုံးကြော်ပြီးတော့ liri la rila ကဲ liri la rila ပြောင်းလို့ရပြီထင်သေးတာlevel 8กว่า level 8မှာရမှာအဲ့တော့ Pippo Peppe ပီပိုပေရပါပြီကဲ Brain Rot City ကိုရောက်လာပါပြီချက်ချင်းဆိုလိုရောက်လာတာပါဆိုတော့ Brain Rot City မှာကျွန်တော်တို့ဘာလုပ်ရမလဲရ free gen နေရ ready တဲ့gen 1000တော့ရတာဟာအိုးဟုတ်တယ်ဟာ Ambalabu ဘူနဲ့က Ambalabu ရပါပြီရော့ဒီကောင်တွေတစ်ချက်ပဲဒီကောင်တွေတစ်ချက်စီပဲလိုက်ရရမှာဒီကောင်တွေဘယ်နှချက်ရရအောင်လို့မသိဘူး3ချက်4ချက်กว่าLa vacca Saturnita La vacca Saturnita ကဲထပ်ပေါ်လာရင်ထပ်ရိုက်မယ်ကွာပေါ်လာပြီဆိုတော့ချ3ချက်ပဲနော်ကန်ဇယ်လီထရိုလာလာလူစားပြီးလာအောင်ပဲယော့ကုနီ watermelon ဟိုမှာတူစာဝီရှိရအကောင်ရင်တော့ရိုက်မယ်ကွာအကောင်ရအချက်20ရရမှာသိတယ် Penguino Cocosino ကဲကျွန်တော်တို့အဲ့ကောင်တက်လိုက်တော့ပုံတစ်ပုံရအဲ့ပုံဖောက်လိုက်ရအောင် secret လေးကွာ secret ရေပုံကြီးမပြီးရအောင်ကဲအဲ့တော့ဒါနဲ့ကျွန်တော်ပြောစရာရှိရဗျာဒီမှာဟိုလောက်လို့ရတယ်တိတာကျွန်တော်တို့ dungeon နဲ့ဝင်လို့ရတယ် dungeon ထဲမှာဆိုရင် median ရှိမယ် median တော့ level 22မှာဝင်လို့ရမှာကျွန်တော် easy ရှိရဗျာအဲ့တော့ easy ဝင်လိုက်မယ်အဲ့လိုလို့ရင်ဘာရလဲဆိုတော့ဒီမှာပြထားတဲ့ possible loop တွေရရပေါ့နော်ဒီ secret brain တော့ရကောင်းရနိုင်